ပေးနေတဲ့ခန္ဓာကိုယ်ကြီးကိုတဏှာနဲ့ချစ်နေကြလားချစ်နေကြလားချစ်နေကြပါဗျာအဲဆိုတော့အဲ့တဏှာရှိနေသမျှနိဗ္ဗာန်ရနိုင်မှာမလားမရပါဘူးမိမိခန္ဓာကိုယ်ကြီးကိုဟလာမိမိမြတ်စွာဘုရားကသူ့ကိုယ်တိုင်မြတ်စွာဘုရားသူ့ကိုယ်တိုင်တော့ပုတ်ကောင်းလို့ပြောထားတယ်ဆိုတော့ကျန်တာပြောကြလို့တော့ဘယ်တော့ပဲချောဘယ်တော့ပဲလှဟလာအဲ့အရာတွေကိုတဏှာနဲ့ဆွဲလန်းနေတယ်တဏှာပစ္စယဥပါဒါနတဏှာပစ္စယတဏှာတိဟုအကြောင်းသောဥပါဒါနဆွဲလန်းတဲ့ဘောရိယမရှိဘူးလားဖြစ်လားဥပါဒံရှိပြီးဆိုရင်ဥပါဒါနပစ္စယဘဝဥပါဒံကဘာပြောလဲဘဝတဲ့ကမ္မဘဝမဖြစ်လားဖြစ်လားဘဝပစ္စယဘဝရှိပြီဆိုရင်ဇာတိတဲ့ဘဝပစ္စယဘာလဲဇာတိပစ္စယဇာတိရှိပြီဆိုရင်ဇရာဇာတိဆိုတဲ့မွေးပါရှင်းရှိရင်ဇရာပူခြင်းမရဏသိခြင်းနဲ့မလာဘူးလားတော့တောကပရိဒေဝဒုက္ခဒေါမနတုတန်တရားပရိစ္ဆာသမ္ပစိတ်ရပြန်မလဲဥလားလဲလားဘယ်ကအရေးခံတာတဏှာကအရေးခံတာဘာအရေးခံတာလဲခုမှမမြဲတဲ့ခန္ဓာကိုယ်ကြီးကိုရဒုက္ခပြီးနေတဲ့ခန္ဓာကိုယ်ကြီးကိုရထားတာဘာဖြစ်လို့တဏှာနဲ့ချစ်နေအောင်ပါလဲတချို့ကြောင့်တဏှာနဲ့ချစ်နေအောင်မကပဲနဲ့မာနနဲ့ငါချိုးတယ်ငါလာတယ်လို့မာနတွေထောင်တော့လားထောင်သွားလားမာနထောင်လာပြီအဲ့ဒါတွေကိုကိုကဟောတာမြဲတယ်လို့ဖြစ်နေတယ်အဲ့ဒါတွေကိုအပိုးရလို့မြင်နေဒိဋ္ဌိပဲတဲ့တဏှာမာနဒိဋ္ဌိလို့ပပိစ္ဆာတရားဘယ်နှပါလဲဘာဖြစ်လို့ခန္ဓာတော့မှာပပိစ္ဆာတရားတွေလိုက်နေအောင်ပါလဲလို့မြတ်စွာဘုရားကဝက်ကလေးကိုမဟုတ်လားဟောလားဟောတဲ့အခါကျတော့သူ့ရဲ့ဉာဏ်ထဲမှာရှိနေတဲ့ဟလားအချစ်တည်လေရော့မသွားလားရော့သွားလားရော့သွားတာရော့သွားတာဘာကြောင့်ရော့သွားလဲခုနကပြောတဏှာကိုပယ်လိုက်နိုင်လို့တဏှာပါပဲလေတဏှာကိုအရေးစိတ်တယ်ဗါလဲအချစ်ပါတဲ့တဏှာကိုအရေးစိတ်တယ်ဗါလဲအချစ်ပါမြန်မာလိုခေနဲ့ညီအောင်ပြောတာပေါ့ဗျာနော်ဒါဆိုတော့တဏှာဆိုတဲ့အချစ်တည်ဦးဇင်းတို့နိဗ္ဗာန်မရသေးလားဦးဇင်းတို့မှလည်းမရှိလားရှိလားဒီပြည့်တယ်မရှိလားရှိလားဒီဒါတဏှာကိုဒုက္ခပြလာတာဒုက္ခပြလာတာဒုက္ခပြလာပဲတဏှာပြတာဥပါဒံဥပါဒံကဘောတန်တရားပဲကြည့်နေအောင်ဒုက္ခတွေနဲ့ဆွဲမခေါ်ဘူးလားဘုရားခေါ်တာလေမြန်မာလိုဖြစ်နေကြလို့ဘုရားခေါ်တယ်အချစ်ကခေါ်တာဘုရားခေါ်တာလေဒါဆိုရင်အချစ်ကအပြစ်ရှိတယ်အချစ်ကဘာကြီးရလဲအချစ်မှာအပြစ်ရှိတယ်ဘာအပြစ်ရှိလဲဝိယတော်ဇာယတိတောကောဝိယတော်ဇာယတိပယံအချစ်ဘယ်နှမျိုးလဲအပြစ်ဘယ်နှမျိုးလဲဝိယတော်အချစ်ကြောင့်ပယံဘေးစီဇာယတိဖြစ်ရအချစ်ကြောင့်ဘေးဖြစ်ရတယ်တဲ့ဝိယတော်ဇာယတိပယံအချစ်ကြောင့်ဘေးလည်းဖြစ်ရတယ်တဲ့အချစ်မှာအပြစ်ဘယ်နှမျိုးလဲကြုံဘူးသလားအချစ်ဟာဘေးဖြစ်တဲ့မပြေဘူးလားပြေဘူးလားအချစ်တဲ့ကြောင့်ခင်းနေညောင်ပြောတာပါတဏှာကြောင့်ဘေးတွေမဖြစ်ခဲ့ဘူးလားဖြစ်ခဲ့ဘူးလားမင်းနေတာဖြစ်ပါလိမ့်မယ်ဖြစ်ဘူးလားဖြစ်ဘူးမလားချစ်တော့ပါလေဘုရားဟောတာမပေါင်းတော့ဘုရားကအချစ်ဟာဘေးဖြစ်တဲ့အချစ်ဟာလောကချစ်ပါလေချစ်ကြောင့်ပြရတော့ဇာယတိတောကောပြရတော့ချစ်ကြောင့်တောကောတောကတိဇာယတိဖြစ်ရတယ်ချစ်ကြောင့်တောကဖြစ်ရလားပြရလားဖြစ်ရတာပေါ့ဟုတ်လားသမီးသားဘွားမှာတောင်မှငါလည်းသမီးသားဘွားမှာတောင်မှမညာသေးတဲ့သမီးသားဘွားတော့မလားဘသူနဲ့များမောင်ရဲ့ဘလို့များဖြစ်နေတယ်လေဘသူနဲ့များတွဲနေပြန်တဲ့ဘယ်လိုတော့ကမဖြစ်ရဘူးလားဖြစ်ရလားအဲ့ဒါဘာကြောင့်ချစ်ကြောင့်အချစ်မှပြည့်ပြီလားကြည့်လားအဲ့ဒီအချစ်ကိုမမြင်ရမမြင်တော့မမြင်တဲ့မနေကိုထုတ်ပြောလိုက်သေးတယ်ဘယ်သူလဲဝိုင်းစုခိုင်းတယ်သူလည်းအပြည့်မမြင်ပါဘူးချစ်ချင်တာပဲတည်တယ်နော်သူလည်းအပြည့်မမြင်ပါဘူးချစ်ချင်တာပဲပါလေတည်တယ်နောက်တော့ပါတည်တယ်အပြည့်မမြင်ဘူးချစ်ချင်တာပဲတည်တယ်နောက်ဆိုတာအဲ့ဒီနောက်မှာဘိုင်းလာမှာတော့ခုနပြောတဲ့ဥပါဒံကမ္မဘဝဇာတိဇရာမရဏတောကပြိတိဝါအဲ့ဒါဘယ်နောက်မှာလားချစ်ချင်တာပဲတည်တယ်နောက်အဲဒါတော့ချစ်ရဲ့ဒီကိုတည်သွားပြီလား
တဲ့လူပြီးသွားပြီတော့ကြုံမှုတယ်နော်အဲဆိုအချစ်ကိုကြောက်မသွားတော့ကြောက်သွားပြီလားအချစ်ကိုတော့ကြောက်ပါတဲ့အချစ်မရှိလေနေတဲ့ပါတယ်အင်းလို့တလုံးနဲ့မဖြစ်နဲ့တော့နော်အဘိဓါဆိုတော့ဝက်ကလေးမထေလေးဟာခုနပြောတဲ့ခန္ဓာကြီးကိုဆွဲလန်းပြီးတော့မှတဏှာတွေမာနတွေဒိဋ္ဌိတွေဆွဲလန်းမနေနဲ့လို့မြတ်စွာဘုရားကဝက်ကလေးကိုတရားဟောလိုက်တဲ့အခါကျတော့ဝက်ကလေးမထေမြတ်မြတ်စွာဘုရားရဲ့တရားစကားတွေနားထောင်လို့တရားတွေမြင်မသွားဘူးလားတရားမြင်သွားပြီဆိုတော့ဘုရားကိုမြင်မသွားဘူးလားဘုရားမြင်သွားတဲ့အခါကျတော့မှယဟန္တာကြီးဖြစ်မသွားဘူးလားအားကြကြမကောင်းဘူးလားဒါကြောင့်ချစ်တဲ့ဆိုတဲ့စကားတွေနားထဲမှာမကြားရဲပါကြားရင်ကြားခြင်းသေးလားပြောတာပဲနော်ချစ်တယ်ဆိုတဲ့စကားတွေလည်းကြားလဲကြားမှုပါနော်ကြားလဲကြားဖို့ပဲကြားလဲကြားနေရအောင်ပါပဲဒါပေမဲ့အဲ့ဒီပုံမှာခုနပြောလို့ပေါ့ဗျာတဏှာနေလို့မှတဏှာပြစ္ဆဥပါဒဏ်နဲ့ဥပါဒနာပစ္စဘောပါဆိုပြီးတော့ပြိဿသုံးပဲစိတ်ရမလဲဘူးတဲ့တဏှာနီလို့တဏှာနီလို့တဏှာချုပ်ရလေအောင်တဏှာဟလာဝင်လာပြီဆိုရင်ဝင်လာတဲ့ခန္ဓာ၅ပါးမှာတဏှာဝင်လာပဲမျက်စိမှာလည်းတဏှာဝင်လားနားမှာဝင်ဘူးလားရှားမှာရောဝင်ဘူးလားလားခန္ဓာကိုယ်မှာဝင်ဘူးလားမျက်စိနားရှားကိုယ်စိတ်အိုင်မရပါလေ၆ပါးလုံးမှာတဏှာမုံလာဝင်လာအဲ့တဏှာကိုပယ်တတ်နိုင်ပြီဆိုရင်တဏှက်ခရောတပ္ပဒုက္ခဇိနာတိတဲ့တဏှက်ခရောတဏှာကုန်ပြီဆိုရင်တော့တပ္ပဒုက္ခအလုံးစုံသောဒုက္ခတွေကလွတ်တဲ့ကြောင့်ဇိနာတိအကောင်းဆုံးပါဝက်ကလေးယဟန္တာပြင်သွားလားပြင်သွားပြီလားဝက်ကလေးတော့ယဟန္တာပြင်သွားပြီဒီပိတ္တတိယဟန္တာမဖြစ်ချင်တဲ့ကောင်းစီလေးမှတ်ပြီးရင်တော်ပြီကောင်းစီလေးကပါပါလေးဘယ်နာရီထိုးသွားပါလဲနာလို့ဘာပါဒီလဲဗျာတော့ဒီညာနေတိုင်းတရားအတူလေးတရားရဲ့အရာသာလေးကောင်းမွန်လေးပြောခဲ့ခြင်းလို့ပါနော်အခါတော့ချင်းလေးတဲ့တဲ့စောတဲ့ဖြစ်လို့နော်နောက်မှလည်းရတာလေးနာအောင်မယ်လေနော်အဲ့ဒီထဲမှာကိုရတာလေးအရင်ပေးခဲ့ခြင်းလားနော်အခါတော့တာဝန်နဲ့နဲ့ဒီမှာနဲ့သားတွေစကားဝဲလေးစီဝဲလေးဖြစ်ကြတယ်ဖြစ်ကြတဲ့အခါကျတော့အဲ့ဒီစီဝဲလေးမှာမိကုန်းလေးခုပြန်လန်းမေးကြတာလေဘယ်လိုမေးကြကြခါကျတော့တမ္မာဒါနံကိဉ္စိနာတိတဲ့ယထာတပါမေးတာကြတမ္မာဒါနံအလုံးစုံသောဒါနတွေထဲမှာကိဉ္ဘယ်သို့သောဒါနကဇိနာတိအမြတ်ဆုံးလေယထာတပါမေးတာကြအခုတော့ဦးမြတ်ပြောထားလို့သိနေတာပေါ့ကိုလုံးကနဲ့ပြီးမှတော့မသိကြဘူးလေလူတွေထဲမှာဘယ်သူအမြတ်ဆုံးပါလဲဆိုမှမေးတော့နဲ့တိုင်းဒီမှာမေးကြတာသူကလည်းသူတိုက်တာပြောတာပေါ့ခုနဲ့သားလည်းတူခဲ့လို့နဲ့ပြီးအမျိုးမျိုးနဲ့ရောက်တာလေသင်္ကန်းယူလို့လည်းရောက်မှာပဲဆန်းလူလို့လည်းရောက်မှာပဲရေလူလို့လည်းရောက်မှာပဲဆိုတော့ရေလူလို့နဲ့ပြီးရောက်ခဲ့ပုံကရေလူတာအမြတ်ဆုံးမပြောတော့ပြောမှာဆန်းလူလို့နဲ့ပြီးရောက်တဲ့ပုံကဆန်းလူတာအမြတ်ဆုံးပြောမှာအဖြစ်တိတိတတ်တာထွက်လားမထွက်ဘူးလေအဲ့ဒါဆိုနောက်ဓမ္မမေးတယ်တပ္ပရတိဓမ္မရတိဇိနာတိတပ္ပရတိကိဉ္စိနာတိတပ္ပရတိပျော်စရာတွေထဲမှာကိဉ္ဘယ်လိုသောပျော်စရာကဇိနာတိအကောင်းဆုံးလေပျော်စရာတွေလောကမှာမများလားများလားအဲ့ဒီပျော်စရာတွေထဲမှာဘာနဲ့ပျော်တာအကောင်းဆုံးလေတဲ့ပြောင်းတဲ့အကြိုက်ကြွားမလားအမှုသမားဘာနဲ့ပျော်မှာဇက်သမားကဘာနဲ့ပျော်မှာလဲအဆိုသမားကဘာနဲ့ပျော်မှာတော့ပျော်စရာတွေအများကြီးတော့ပျော်စရာအများကြီးတော့သူကြိုက်တာပြောင်းတဲ့အကြိုက်ကြွားမလားသူကြိုက်တာပြောမှာပေါ့အဖြစ်တိတိကျကျထွက်ပါမလားတပ္ပရတော့ကိဉ္စိနာတိတော့ပြောတပ္ပရတော့အလုံးစုံသောအရာတွေရတာတွေထဲမှာကိဉ္အပေသောအရာတာတွေဇိနာတိအကောင်းဆုံးလေမိကိုဘယ်လိုကြည့်လဲလက်ကောင်ပြတော့မှမဖြစ်တော့ပြီးပြီနော်အခုနပြောလို့ဒီမိတဲ့နေဒီဘုန်းကြီးတွေကမတွေ့ဘူးတော့စိတ်တွေတော့နည်းနည်းတော့ဖြ
ခြေတော့ကြတာပေါ့ကျောင်းမှာတော့ဦးဇင်းတစ်ပါးကပြီးတော့ပြီးတဲ့အပေးယူတဲ့ရတရားဟောရတဲ့ပုံကလည်းဇံဝင်တယ်လို့ကိုကအားရပါရပြီးတဲ့ကကိုတော့ပါမလာဘူးဆိုဘာဆက်ပြောမှမသိလို့ဇံဝင်တော့ဇံဝင်တရားလည်းမကောင်းတော့တရားမကောင်းရင်ပြီးတဲ့မနာခြင်းတော့ဖြစ်တယ်လို့တရားဟောဘုန်းကြီးတွေပြည့်ကြွတဲ့သဘောတရားလေးပေါ့နော်ဒါပေမဲ့ခုနပြောတဲ့လူလိမ္မာတရားနာပြည့်တဲ့ကြောင့်ပြောလိုက်ပါမတွေ့ဘူးသေးလို့ပါလို့ဖြေပေးလိုက်ပါတကယ်လည်းတော့ဒီပြည့်တဲ့အုံကျစ်ထနေရမှာနော်မေးလိုက်ရင်ပြည့်တယ်မှာအုံကျစ်ထနေရမှာဒါပေမဲ့4-5-10ယောက်ပြန်ထွက်တော့လာနော်ဒါပေမဲ့ခုနပြောလို့မြောက်ပြီးပြောထားပြီးသားဆိုမြောက်ပဲပြောလိုက်ပါမယ်မတွေ့ဘူးမကြုံဘူးလို့ပါနော်အဲ့တော့ရတာတွေထဲမှာဘယ်ရတာလဲအကောင်းဆုံးလဲဆိုသူတက်တာချိုချင်စက်ငံဖန်ကအရတာဘာမှလဲ6ပါရတာဘာမှလဲသူတက်တာပြောကြအဖြစ်မထွက်ပြန်ဘူးလေနောက်နဲ့သားတစ်ပါးကထားပေးတယ်တဲ့နဲ့ခေယောတဘတုံကဇိနာတိတဲ့နဲ့ခေယောတဏကိုကြီးတဘတုံကတဲ့နဲ့ခေယောကိဇိနာတိတဲ့နဲ့ခေယောကိဇိနာတိတဏကိုကြီးချမ်းသာတယ်လို့ပြောတယ်ဘလို့ချမ်းသာပါလိမ့်မလဲဘလို့ကုန်လာပါလိမ့်မလဲမေးတာလေမေကုန်း၄ခုမေကုန်းဘယ်ခုလဲ၄ခုပါဗျာ၄ခုမှာအဖြေရှာလိုက်ကြ7မိနစ်ကြာသွားတယ်ဘယ်နည်းကြာလဲ7မိနစ်ကြာပါဗျာလူတက်တဲ့နဲ့တော့7မိနစ်ကြာသွားအဖြေမရဘူးလေအဖြေမရတဲ့အခါကျတော့သူငင်းညာပုံညာပေါ့ဗျာအဖြေမရဘူးဖြစ်နေတာအဖြေမရပြတော့ဟုတ်ပြီနဲ့ဒီမှာဟလာရထိုက်ရွာထဲမှာလဲရက်မြက်ပါမရှိဘူးလားနဲ့ဒီမှာလဲနဲ့မြက်နဲ့ပါမရှိဘူးလားနဲ့မြက်နဲ့ပါမေးကြဆိုရဲသူသွားပြီးတော့နဲ့မြက်နဲ့ပါလဲနဲ့ဒီမှာဖရာတရားဟောတော့မှမရှိပဲ